နောက် game လေးတစ်ခုအနေနဲ့ကတော့ Trump a Photo Adventure ဆိုတဲ့ game လေးပဲဖြစ်ပါတယ်ဒီ game လေးကတော့ adventure game type လေးဖြစ်ပြီးတော့အထဲထဲမှာကျွန်တော်တို့ explore လုပ်အောင်မယ်ပြကြလို့ရှိရင်အထဲမှာပေးထားတဲ့ puzzle တွေရှိတယ် puzzle ဆိုတာက mission တွေပေါ့ဗျာအဲ့ mission တွေရှိတယ်အဲ့ mission တွေကိုလိုက်လုပ်ရင်တန်းလန်းနဲ့ကျွန်တော်တို့ကဖြည့်ရှင်းရမှာဖြစ်ပါတယ်ဒီ game လေးက indie type game လေးဖြစ်တာမို့လို့ ဆော့ရတာနည်းနည်းလေးမျိုးလုံးအေးပြီးတော့ comfort ဖြစ်တယ်ပေါ့နော်ဆိုတော့ detail ကြက်ပြောပြရမယ်ဆိုလို့ရှိရင်အရင်ဆုံး story line ကနေကျွန်တော်စာပြီးပြောပြပါမယ်ဒီ game လေးကတော့ခြာတိတ်လေးတစ်ယောက်ကအဖေကိုအားချပြီးတော့ဓာတ်ပုံရန်ခီးထွက်တာကနေစပါတယ်ဒါပေမဲ့ခီးထွက်ချင်ပေမဲ့လည်းအဖေလိုပတ်စံကမရှိဘူးအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့လူတစ်ယောက်ကနေကျွန်တော်တို့လာပြောတယ်ငါတို့သဘောကျလောက်မဲ့ဓာတ်ပုံတွေရိုက်လာပေးလို့ရှိရင်မင်းတို့ငါခီးသွားဖို့အတွက်တစ်စိတ်တုံးတွေပေးမယ်တစ်စိတ်တုံးတွေရလာပြီဆိုလို့ရှိရင်အဲ့တစ်စိတ်တုံးတွေစုပြီးတော့ကားလက်မှတ်နဲ့လဲလို့ရမယ် free ticket ကိုစုသွားအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ game တစ်ခုလုံးရဲ့အဓိက mission ကတော့ stamp တွေကိုလိုက်စုပြီးတော့ခီးသွားလို့ရမယ် ticket တွေကိုရှားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ game ကတော့ဒုက္ခပေါင်း16000ခံရင်းနဲ့ခီးသွားဖို့လက်မှတ်ရအောင်စုဆောင်းအောင်မယ့် game လေးပေါ့နော် game ရဲ့နာမည်ကတော့ Trump a Photo Adventure ဆိုတဲ့ဓာတ်ပုံအသားပေး game size အနေနဲ့ကတော့ 400MB လောက်ရှိပြီးတော့ paid version နဲ့ဆော့လို့ရတယ်လို့ free version နဲ့ဆော့လို့ရပါတယ်ဒီ indie art adventure game မျိုးစားဖြစ်တာမို့လို့ comfort ဖြစ်နဲ့ Christmas မှာဆော့လို့ကောင်းပါစေလို့ပဲဆုတောင်းပေးပါတယ်